ကျွန်တော်တို့ခေတ်သစ်အာဇာနည်များအကြောင်းဆိုတော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့အဓိကထင်ခဲ့ရဘူးကျွန်တော်ရဲ့ညီကိုရေဘောရေဘတ်မိပါတယ်တည်တဲ့အာဇာနည်ကိုအကြောင်းဆိုတော့အခြားသော အားလုံးပဲမင်္ဂလာပါခင်ဗျာတို့စိန်ရှင်တွေကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရှင်တွေကဆိုရင်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ new dollar နဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာဘောနော်ဒီသတင်းဌာနတွေအခြားသောဒီလူမှုကွန်ရက်တွေမှာဒီအာဇာတွေနဲ့ပတ်သက်ပြီးတော့လဲဒါဘောနော်ဝဝဆာဆာတင်ပြနေတာတွေ့ရမယ်ကြားရမယ်ထင်ပါတယ်ဟုတ်ကဲ့ဗျဒီခေါင်းစဉ်တွေမပြောခင်မှာကျွန်တော်တို့ပေါ့နော်အခြားကျွန်တော်တို့ဒါရဲဘော်ရဲဘတ်တွေကိုလည်းကျွန်တော်တို့အတူတူစောင့်ရင်းနဲ့စကားပြောကြမယ်ဗျဟုတ်ကဲ့မင်္ဂလာပါကိုကြီးဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ကိုအောင်လည်းမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ပေါ့နော်ဒါမေးတယောက်နဲ့တယောက်ကျွန်တော်တို့မေးခွန်းလေးနဲ့သွားမယ်ပြောရရင်ပေါ့နော်ဒါမေးခွန်းလေးနဲ့ပဲကျွန်တော်တို့အတူတူပေါ့နော်အဖြေရှာကြမယ်ဗျကျွန်တော်ကတော့အဓိကအဖြစ်ကတော့ဒီပေါ့နော်ကျွန်တော်တို့နေရာဒေသအသီးသီးမှာဒါကြာဆုံးသွားတဲ့ဒါကျွန်တော်တို့နိုင်ငံအတွက်မြင့်မြတ်စွာပေးဆက်ခဲ့ရဲဘော်အာဇာနည်တွေအကြောင်းကိုကျွန်တော်ကအဓိကပြောမှာဗျဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အတူတူရှိပါတယ်ကိုကလင်းလည်းမင်္ဂလာပါဟင်းခန့်ကျော် brother မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့နန်းနုနုဆန်နာမည်လေးကမိုက်တယ်ဗျဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါနှင်းဝေမင်္ဂလာပါဟုတ်ကဲ့ဗျဟုတ်နန်းနိုဗ ెంబర్ မင်္ဂလာနေ့လေကင်းပါဟုတ်ကဲ့ဗျကျွန်တော်တို့ဒီတော်လန်တော့နေ့ရက်တိုင်းကကျွန်တော်တို့အားလုံးအတွက်မင်္ဂလာရှိနေဖို့ရည်ကြည်တယ်မင်္ဂလာရှိအောင်လည်းကျွန်တော်တို့အမြဲတမ်းကြိုးစားနေမိုးထက်100ကြိုက်တယ်ဗျကိုရှမ်းလေးကျွန်တော်လည်းကြိုက်တယ်ဗျဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲဗျဟိုကျွန်တော်ဒီလိုမျိုးပြောတယ်ဒီလိုမျိုးကျွန်တော်ပေါ့နော်ဒါကျွန်တော်မိဘတွေကျွန်တော်တို့ရဲဘော်ရဲဘက်ညီကိုတွေနဲ့ကျွန်တော်ပြောနိုင်နေတယ်ဆိုတာလေကျွန်တော်တို့ရဲ့မိဘတွေကျွန်တော်တို့ရဲ့ညီကိုအခုလိုမျိုးကျွန်တော်တငယ်ချင်းတွေရှိလို့ပဲကျွန်တော်ပြောနိုင်တာဗျဒါကလည်းခုနပေါ့နော်ဒါအားလုံးရဲ့ကျေးဇူးတွေပေါ့နော်အားလုံးရဲ့ကျေးဇူးတွေကြောင့်ပါတယ်ဟေးမင်္ဂလာပါဟုတ်ကဲ့ကိုရှမ်းလေးအမြဲတမ်းအတူရှိနေပါတယ်ဒါပဲကျွန်တော်တို့အတူတူရှိမယ်ပြီးရင်ကျွန်တော်တို့အတူတူအလုပ်လုပ်ကြမယ်ကျွန်တော်တို့အတူတူအောင်ပွဲခံကြမယ်ပြောဘယ်လိုပဲဖြစ်ဗျာကျွန်တော်တို့ဘယ်လောက်ပဲကျွန်တော်ခက်ခဲနေပါစေကျွန်တော်တို့ပေါ့နော်ဒါအတူတူကြော်ဖြတ်ရမှာဗျချစ်ခင်လေးစားလေးပါထပ်တူပါကျွန်တော်အမြဲတမ်းချစ်ခင်လေးစားလေးပါမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါမေကျွန်တော်လည်းထပ်တူလေးစားပါတယ်မေကြော်တက်အဆင်ပြေလားဗျဟုတ်ကဲ့အဆင်ပြေတယ်အဆင်ပြေတာပေါ့ဟောတော့ကျွန်တော်ဒီရုပ်ဝေါပါဗျာကျွန်တော်တို့ရဲ့ဒီဒေါ်လာရေးဟိုရွေးချယ်တဲကိုကကျွန်တော်ကခိုင်မာအဆုံးဖြတ်ပြီးသားရွေးချယ်ပြီးသားဆိုတော့ကျွန်တော်အတွက်ကရာအဆင်ပြေတယ်ကျွန်တော်ရန်ကုန်ယူတယ်ဒီခေတ်ဒီအချိန်ကျွန်တော်တို့ဒီစစ်ခွေးမောင်းထုတ်တဲ့ပွဲမှာကျွန်တော်တရက်တအားပေါ့ဗျာကျွန်တော်တက်နိုင်တဲ့ဒါတေးသေးလေးပေါ့ဗျာတေးသေးလေးကနေစပြီးတော့ကျွန်တော်ပါဝင်နိုင်ခဲ့တယ်အခုချိန်ဒီလည်းကျွန်တော်ပါဝင်နိုင်စေဖြစ်တဲ့အတွက်ကျွန်တော်ဂုဏ်ယူတယ်အဲ့ဒီအတွက်ကျွန်တော်အရန်အဆင်ပြေတယ်ကျေးဇူးအများကြီးပါငင်းညမ်းထွန်းမင်္ဂလာပါဟုတ်ကဲ့ဗျမင်္ဂလာပါဒါပဲဟုတ်ကဲ့အတူတူအောင်ပွဲခံကြမယ်မှန်တယ်ကျွန်တော်တို့အတူတူအောင်ပွဲခံရတော့မယ့်အချိန်ကအရန်နီးနေပြီဆိုတော့သမင်းစားနေရင် live ကြည့်နေတာဟုတ်ကဲ့ဗျဘာဟင်းနဲ့စားနေလဲမသိဘူးကျွန်တော်ကတော့ဒီရက်ပိုင်းကကျွန်တော်အမဲကောင်းနေပေါ့ကျွန်တော်အမဲကောင်းပြီးခဲ့တဲ့ရက်ကကျွန်တော်ရတယ်လေအမဲကောင်းနေအမဲ6တွေအမဲရွတ်တွေပေါ့ဗျဆိုတော့အဲ့ဒါတွေအကုန်လုံးကျွန်တော်ပြုတ်ပေါ့နော်အယိုးတွေပေါ့အမဲ6တွေပါညာပြုတ်ထားတယ်ပြီးတော့အမဲကောင်းတွေဆိုလည်းပဲဘယ်လိုပြောမလဲဗျရတာဒါပေမဲ့အမဲကောင်းကိုလောက်ရတာကျွန်တော်တော်ပင်ပန်းတယ်ဒါကလည်းမကောင်းတာတွေလည်းပါတယ်ဆိုတော့မဲကောင်းလောက်ရတာမလွယ်ဘူးလေကျွန်တော်လည်းတစ်ခါမှမလုပ်ဘူးဒါပေမဲ့အဲ့ခေါင်းလိုက်ပဲဗျခေါင်းလိုက်ကိုကျွန်တော်ရေကုန်တွေခွာတော့ဗျအချို့6ဆိုရင်ကျွန်တော်မီးဖုတ်ကြတယ်6ကိုမီးဖုတ်ပြီးတော့အမွှေးတွေချစ်ချပြီးတော့ကျွန်တော်အဲ့ဒါတွေကိုတေချာပြန်ဆေးပြီးတော့ပြုတ်ထားတာပေါ့နော်ကျွန်တော်ဒီရက်ပိုင်း2ရက်3ရက်4ရက်လောက်ကတော့ကျွန်တော်အမဲကောင်းအမဲယုံနဲ့ကျွန်တော်စားနေပါတယ်ပဲပြုတ်နေဒါဆိုရင်တော့ကျွန်တော်ကနည်းနည်းလေးပိုပဲပြုတ်ဟုတ်ကဲ့ဗျဒီပဲပြုတ်လေးကျွန်တော်တို့လွမ်းပါတယ်ကျွန်တော်တို့ဒီမနေ့မိုးလင်းတာနဲ့ကျွန်တော်တို့အိမ်ကပေါ့နော်ကျွန်တော်အိမ်ကပဲပြုတ်လေးပြုတ်ပြီးတော့ကျွန်တော်တို့ထမင်းစီစမ်းနေနေအများနဲ့ကျွေးနေကြပါအိမ်တော်ပြန်လန်းသွားတယ်ဗျကျွန်တော်တို့အများနဲ့အိမ်ကိုလွမ်းပါတယ်
ဒီမှာကိုရှမ်းလေးတင်ပြပြောဆိုချက်တွေကိုအရင်ကြိုက်တယ်တဲ့အမြဲတမ်းလေးစားကုန်ပါတယ်ဟုတ်ကဲ့ဗျဟိုအမှန်တကယ်တော့ကျွန်တော်ကလေနိုင်ငံရေးဒီပေါ့နော်နိုင်ငံရေး theory တွေပြီးတော့နိုင်ငံရေးနေတန်းတွေပြီးတော့ကျွန်တော်ပေါ့နော်ဒီကျွန်တော်မပြောတတ်ဘူးဗျမပြောတတ်ဘူးကျွန်တော်ကဒါဒီကျွန်တော်ပြောတတ်တဲ့ပေါ့နော်ဒါလူငယ်တယောက်ရဲ့ပုံစံမျိုးပဲကျွန်တော်ပြောတာပါပြီးတော့အချို့ပေါ့နော်အချို့အရာတွေအဓိကပေါ့နော်အချို့ဒီသတင်းမီဒီယာတွေဆိုဗျာတွေ့မှာပါပဲเนาะ BBC ပဲဖြစ် RFA ပဲဖြစ်ခေတ်သစ်ပဲဖြစ်ပေါ့နော်မိုတီတွေများတယ်မိုတီတွေများတယ်ပြီးတော့အချို့ဒါ YouTuber တွေပေါ့နော် YouTuber တွေလည်းကျွန်တော်လေ့လာမိတော့သူတို့မိုတီတွေအများများတယ်ဗျပြီးတော့ reaction လုပ်တဲ့သူတွေလည်းရှိတယ် reaction လုပ်တဲ့သူတွေကိုလည်းအဲ့လိုပေါ့တော့အဓိကတော့ဗျာပြည်သူသဘောကျမဲ့ဟာမျိုးကိုအဓိကသူတို့တွေကရွေးချယ်ပြီးတော့လုပ်ကြတာများတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ကအရှိကိုအရှိတိုင်းလည်းတည်ဖို့လိုတယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဟောပေါ့နော်ကျွန်တော်တင်ဆက်မှုမှာအမြဲတမ်းကျွန်တော်ကြားဖြတ်ပြီးတော့ပြောတာဒီအပိုင်းမှာဆိုရင်ဟလာကျွန်တော်တို့ပြောရမယ့်အချက်တွေကိုကျွန်တော်ပြောတယ်ကျွန်တော်ဒီသတင်းပေါ့နော်ဒါမနေ့ကနဲ့တနေ့ကနဲ့တင်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်အများကြီးပြောကြတာဟာကိုရှမ်းစကားပြောတာဝိတ်ဝိုင်းနေတာပဲလိုရမရောက်ဘူးလူရင်းပြောပါလားဆိုတော့လူရင်းပွင့်လင်းလင်းပြောမှဆိုတော့လူရင်းပြောမယ်ဆိုရင်တော့အဲ့လိုဘယ်လိုပြောမလဲအခုတည်းပဲကျွန်တော်ပြောချလိုက်မယ်ကျွန်တော်ဒါအဲ့စစ်တဲ့အကုန်လုံးကိုမြေကြီးတွေကိုပြုတ်ချလိုက်ဟာလူရင်းပဲအကုန်လုံးအဲ့လူရင်းပဲဘာမှပြောကြမလို့တော့ဟုတ်လားမျိုးသိန်းတာလည်းမပြောတော့ဘူးကျွန်တော်စေးပြူတာနဲ့ပတ်သက်ပြီးတော့လည်းမပြောတော့ဘူးအခြားသောပေါ့နော်ဒါပရိပခအကြောင်းတွေလည်းကျွန်တော်မပြောတော့ဘူးလက်ရှိမြန်မာနိုင်ငံတွင်းမှာရှိတဲ့ဖက်စစ်တပ်အကုန်လုံးမြေကြီးတွေကိုဂူသွင်းပေးလိုက်အဲ့ဒါဆိုရင်တော့ပြီးသွားပြီဒါပေမဲ့ကျွန်တော်မှအဲ့လိုပေါ့နော်ကျွန်တော်လူရင်းကိုမပြောနိုင်တာလည်းမဟုတ်ဘူးဝေးဝိုက်ပြီးပြောနေရတဲ့အကြောင်းရင်းကတော်တော်လေးအခက်အခဲတွေရှိနေလို့ပါပေါ့နော်ဒါကိုပေါ့နော်အခုကျွန်တော်ကိုနားလည်ပေးဖို့ကျွန်တော်အမြဲတမ်းမေတ္တာရက်ခံတာတောင်းပန်နေတာပေါ့နော်ဘာလို့ဆိုတော့အခက်အခဲအများကြီးရှိရဗျကျွန်တော်တို့မှာကပထမ ERO ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အဖွဲ့ဇီးတွေကြားထဲမှာအလုပ်လုပ်ရတာပေါ့နော်နံပါတ်1ပေါ့နော်အဲ့တော့အဲ့လိုအလုပ်လုပ်ရတဲ့သူတွေအတွက်ဘယ်လောက်ထိကိုကျွန်တော်တို့သတိထားဆင်ခြင်ရမလဲဆိုတာကိုတော့နားလည်ပေးမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်ဝေးဝိုက်ခွင့်လေးတော့ပြုပါပေါ့နော်ဒါပေမဲ့ကျွန်တော်ဗီဒီယိုကိုအမြဲတမ်းကြည့်ရှုနေတဲ့ကျွန်တော်ရဲ့ရဲဝဲရဲဘက်နဲ့မိဘတွေကတော့ဟိုနားလည်မယ်လို့တော့ကျွန်တော်မျှော်လင့်နေတယ်အချို့ဆိုနားလည်တယ်ကျွန်တော်နည်းနည်းလေးပြလိုက်တာနဲ့သူတို့သိတယ်ဘယ်လောက်ထိလဲဆိုရင်ဟောပါဗျာကျွန်တော်သတင်းပြောတော့မယ်ဆိုရင်သူတို့ကကျွန်တော်မျက်နှာကိုကြည့်နေတာကိုရှင်းလေးဒီနေ့သတင်းစပြောတော့မဲ့မျက်နှာပေါ့နော်မျက်နှာကောင်းလားမျက်နှာမကောင်းလားတော့သူတို့ကကြည့်တာကြည့်တော့ဟာဟိုအချို့အမေတွေဆိုကျွန်တော်ပြောတာဟာသားရှမ်းလေးဒီနေ့မျက်နှာမကောင်းဘူးဆိုရင်သူတို့ကသားရှမ်းလေးပြောမဲ့သတင်းထဲမှာအစိမ်မကောင်းဖြစ်เสียပါမယ်လို့သူတို့ကသိထားတယ်အဲ့လောက်ထိကိုကျွန်တော်တို့ကဘယ်လိုမှမနော်တူးနဲ့တူစိတ်ချင်းအောင်နီးစက်နေလို့တော့ပြောလို့ရတယ်အဲ့အတွက်လည်းကျွန်တော်အရန်ကိုကျေးဇူးတင်တယ်ဒီအတွက်ပဲကျွန်တော်ကဒီလိုမျိုးကျွန်တော်ဒီစကားပြောနေရတာပေါ့နော်ဘာလို့ဆိုတော့ကြည့်မယ်ဆိုရင်ဗျာအောက်နောက်ပြောသလိုသတင်းမီဒီယာတွေပဲကြည့်မယ်ဆိုရင်သူမိုဒီတွေများတယ်ပြီးတော့အခြားသောဟို YouTuber တွေကြည့်မယ်ဆိုလည်းပဲတိုက်နေပြီတိမ့်နေပြီအလက်တွေဘယ်လောက်ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့တနက်တွေအများကြီးရတယ်ဗျာကျွန်တော်တို့လက်နက်တွေအများကြီးအပုံလိုက်ရတယ်အချို့ဆိုကားနဲ့တောင်ရွှေ့လို့မရဘူးဒါပေမဲ့အဲ့ဒီတနက်တွေကဘယ်သူရတာလဲဆိုတာလေအရေးကြီးတယ်ဗျာဒါလေးကိုမှတ်ထားပေးပေါ့နော်ကျွန်တော်ကတော့ဗျာအများတန်းကျွန်တော်ရဲ့ဒါဟိုပေါ့နော်ကျွန်တော်တို့မိဘပြည်သူတွေကိုတော့ကျွန်တော်ကတော့ဒါတိုင်ပါပဲပြည်သူကိုပဲကျွန်တော်တိုင်ပါကျွန်တော်မှတိုင်စရာမရှိဘူးလေဗျာပြောချင်တာက NUG ကိုတိုင်လို့လေ NUG ကအဲ့လောက်ထိ action ယူနိုင်သေးတဲ့အနေအထားမရှိသေးဘူးလေတို့လေးကောင်းမဲ့အခြားသောအဖွဲ့တွေခေါင်းဆောင်တွေတိုင်မယ်ဆိုရင်လည်းပဲပို့တော့ကြာသေးတယ်အဲ့တော့ပြည်သူကိုပဲကျွန်တော်တိုင်ပါအဲ့တော့လက်နက်ကြီးတွေအပုံလိုက်ရတယ်ဟုတ်ပြီအဲ့ဒီလက်နက်တွေကဘယ်သူရတာလဲဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်ပြီးတော့အဲ့ဒီလက်နက်တွေကိုဘယ်နေရာမှာပြန်အသုံးချမှလဲဆိုတာကိုလည်းကျွန်တော်တို့သိဖို့လိုတယ်ဒါကြောင့်လည်းပဲကျွန်တော်အချို့ဝိဝိုက်ပြီးတော့ပြောနေရတာဟုတ်ကဲ့ဗျကိုရှမ်းလေးပြောပုံဆိုပုံနေရတဲ့motivate ဖြစ်စေပါတယ်ဆိုတော့ဟုတ်ကဲ့ဟိုကျွန်တော်စူးစမ်းပြီးတော့ပေါ့နော်ကျွန်တော်ပေါ့ကျွန်တော်လိလာသင်ယူနေသေးပါပေါ့နော်ဘာလို့ဆိုကျွန်တော်ကအဲ့လောက်ထိလဲကျွန်တော်ပေါ့နော်ဟိုဟာဖြစ်တယ်လို့မဟုတ်ဘူးကျွန်တော်တာဝန်ထမ်းဆောင်တယ်2နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တယ်ပြီးတော့ကျွန်တော်နောက်ဆုံးပေါ့နော်ကျွန်တော်၄ကီကောပေါ့နော်၄ကီကောမှာကျွန်တော်အဖျားကြီးကျယ်တွေဖြစ်တယ်ပြီးတော့ damage တွေထိတယ်ပေါ့နော်အဓိကတော့လက်နက်ကြီး damage တွေထိတယ်ငှက်ဖျားကလည်းကျွန်တော်တို့ကတော်တော်လေးကိုဒါအခုတော်တော်လေးကျွန်တော်အားပြေလာတာပေါ့နော်တော်တော်လေးလက်ခဏကိုအားကောင်းလာတာအဲ့ဒီမှာကျွန်တော်ငှက်ဖျားအဓိကကျွန်တော်ပြဿနာဖြစ်စေတယ်ဘာလို့ဆိုတော့ကျွန်တော်အသေးပေါ့နော်ကျွန်တော်နောက်ဆုံးစစ်လိုက်တာကျွန်တော်အသေးထဲမှာငှက်ဖျားပိုးကဝင်နေပြီအဲ့တော့ကျွန်တော်တစ်ချက်မှားတာနဲ့ငှက်ဖျားကဝင်တာပဲအဲ့လိုမျိုးပုံမှန်ဖျားလဲပဲကျွန်တော်ငှက်ဖျားပြန်ထတာကျွန်တော်ဖျားတိုင်းအဲ့ဒါငှက်ဖျားပဲအဲ့လိုဖြစ်သွားတာပြီးတော့ဟိုပေါ့ကျွန်တော်အဲ့ဒီမှာကျွန်တော်ကြောက်ကတော်တော်ချင်းနေစိုးသွားတဲ့အနေအထားတစ်ခုရှိသွားတာပေါ့နော်အဲ့လိုမျိုးပြောရင်တော့ခုနကကျွန်တော်လည်းချို့မိဘတွေဆိုကျွန်တော်ဆက်သွယ်ပြီးတော့ကြောက်ကက်ဆိုရင်ဘယ်လိုလုပ်ရတယ်ငှက်ဖျားတော့ဘယ်လိုလုပ်ရတယ်ကျွန်တော်သူတို့ပြောတဲ့နီးတွေကျွန်တော်အကုန်လုံးကိုဟိုတဘောကနီးတွေပေါ့ဗျာစားတောက်တွေနဲ့ပြီးတော့အသီးနှံတွေနဲ့ဒါတွေကိုကျွန်တော်ပြင်ဆင်ပြီးတော့ကျွန်တော်ယောဂါကိုကျွန်တော်ပြန်ကုနေတယ်ပေါ့နော်ဟုတ်ကဲ့ဗျဟုတ်
ဟုတ်တယ်မင်္ဂလာပါမမဟိုအမေဟုတ်ပါတယ်ကျွန်တော်တို့နီးနေပါပြီကျွန်တော်တို့အဲ့အတွက်ပဲကျွန်တော်ပြောနေတာပေါ့နော်ကိုရှမ်းရေးတဲ့အညာဒေတာဟုတ်ကဲ့ဗျအညာဒေတာကလေကျွန်တော်တို့ကဟိုအရန်ကိုကျွန်တော်တို့ view site ကတဲ့နေရာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘယ်လောက်ထိတောင် view site လဲဒီလားကျွန်တော်မြင်ပါတယ်အဲ့ဒီအညာဒေတာကျွန်တော်တို့ရဲ့အညာမြေကိုကျွန်တော်တို့ရဲဘော်စစ်ကြောင်းလိုက်ကိုသွားတာလက်ရှိအချိန်လည်းရှိတယ်ကျွန်တော်တငယ်ချင်းအရင်ကျွန်တော်နဲ့ကော်ပလာကော်လန်မှာအတူတူတိုက်ပွဲဝင်ခဲ့တယ်အတူတူတာဝန်ထမ်းဆောင်ခဲ့တယ်ကျွန်တော်ရဲ့တငယ်ချင်းအရင်တရင်လိုက်ကျွန်တော်တို့အညာဒေတာမှာသွားပြီးတော့ပူပေါင်းဆောင်ရနေတယ်သွားကူနေတယ်ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့အဲ့လောက်ထိချစ်တာအညာအောင်အရင်ချစ်တာပေါ့ဗျာကျွန်တော်တို့ဟုတ်လားကရှမ်းရေဟုတ် view site ပါဟုတ်ကဲ့ကျွန်တော်အတက်နိုင်ဆုံးတော့ view site နေပါတယ်သတင်းကပြောတာလွယ်တယ်တဲ့မှတ်လားတဲ့စိတ်မရှိရင်မကြည်မောတော့ကိုချင်းစာတာလေးပြောပြတော့စိတ်မစိုးကြပါနဲ့နော်တဲ့ဟုတ်ကဲ့ဗျဟုတ်လုံညုံရအရေးကြီးတယ်မှန်တယ်ကျွန်တော်တက်နိုင်ဆုံးတော့ကြိုးစားပြီးတော့ခုလုံညုံတော့နေနေတာပေါ့နော်ကြောက်စိမ့်တုံးကြီးA2ကြောက်စိမ့်တုံးကြီးကတို့ရင်သေးလေးအတွက်ပေါ့နော်အိမ်မီးလောင်သွားတဲ့သူတွေအတွက်ဖြည့်ချင်တယ်ရှမ်းလေးမှန်တယ်ကျွန်တော်ကြားတယ်ပေါ့နော်ကျွန်တော်တို့ပြည်တန်ကျွန်တော်တို့ကြောက်စိမ့်တုံးတော့ပြောလို့ရတယ်ပေါ့နော်ပြီးတော့အဲ့သူ့ရဲ့ quality ကတော်တော်ကောင်းတယ်ဒါကကျွန်တော်တို့နိုင်ငံထဲမှာငကိုတဲကလည်းရှိတယ်အခုလည်းရှိနေတယ်နောက်လည်းရှိနေဦးမှာပဲဆိုတော့ဒီနိုင်ငံကျွန်တော်တို့ပေါ့နော်ကျွန်တော်နိုင်ငံပြန်လဲတိဆောက်တဲ့နေရာမှာတေချာပေါက်ဒီပေါ့နော်လက်ရှိပေါ့နော်ကျွန်တော်တို့ဒီရက်ရွာတွေမျိုးတွေပေါ့နော်ကျွန်တော်တို့ပျက်စီးသွားတာတွေကိုကျွန်တော်တို့အကုန်ပြင်ဆင်မှာပြီးတော့ကျွန်တော်တို့အဲ့ဒီမှာပေါ့နော်ဒီထက်ပိုကောင်းတဲ့စနစ်တွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့လုပ်ဖို့လဲကျွန်တော်တို့အစီအစဉ်တွေရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တစ်ဆက်တည်းပြောနေတာပေါ့ဗျာဟိုကျွန်တော်တို့ဒီအချို့လက်နက်ကင်အဖွဲ့ငယ်လေးတွေပေါ့နော်အချို့လက်နက်ကင်အဖွဲ့လေးတွေမှာပြိပခါလေးတွေရှိနေတာကိုလည်းကျွန်တော်ရမိပါတယ်တစ်ခါကြာရင်တွေ့မှထင်တယ်ဗျဆိုတော့ဒီဓာတွေကိုလည်းဖြည့်ရှင်းနေလားဖြည့်ရှင်းနိုင်လားဆိုရင်လည်းဖြည့်ရှင်းနေတယ်ပြီးတော့ဖြည့်ရှင်းနိုင်တာတွေလည်းရှိတယ်အဲ့ဒီမှာကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်တို့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီးတော့ပေါ့နော်မြေပြင်အထိကိုကွင်းဆင်းပြီးတော့ကျွန်တော်တို့ပေါ့နော်အချို့ဒါရေးယူရမယ့်ကိစ္စတွေကိုရေးယူနေတာတွေရှိတယ်အချို့ပြည်သူကိုဗျာဟလာဘယ်လိုပြောမလဲနော်ဒါပြည်သူနဲ့ချင်းများတဲ့ကိစ္စမျိုးတွေပြီးတော့အချို့အဖွဲ့တွေနော်အချို့အဖွဲ့တွေဆိုရင်တော့ကျွန်တော်မိဘသိမှာပါလားညာဒေတာတွေမှာဆိုလည်းအဲ့လိုဖြစ်တတ်တာလေးရှိတယ်လေဒါတွေကိုကျွန်တော်မြေပြင်လေးစီးပြီးတော့စုံစမ်းနေတာတွေရှိတယ်အရေးယူနေတာတွေရှိတယ်ပေါ့ဒါကိုကျွန်တော် message ပေးချင်တာကျွန်တော် message ပေးတယ်ဆိုရင်တော့တိကျလို့ပါဘာလို့ဆိုအဲ့ဒီစုံစမ်းရေးအဖွဲ့ထဲမှာကျွန်တော်ရဲ့ဒါပေါ့နော်ဟိုရဲဘော်ရဲဘက်ပါတနာတယောက်ပါလို့ပြီးခဲ့တဲ့2ရက်ပေါ့နော်ပြီးခဲ့တဲ့2ရက်ကြာ2ရက်လောက်ကကျွန်တော်စီကိုလာတယ်ကိုချမ်းနဲ့ဆန်ရှိလားတဲ့ပြောပြအောင်မယ်ကိုချမ်းဆန်ရှိလားပေါ့လားဆန်ရှိလားဆိုတော့ကျွန်တော်အဆန်နည်းနည်းကြံသေးတယ်ပေါ့နော်ဆန်နည်းနည်းကြံသေးတယ်အဲ့တော့ကိုချမ်းဆန်ယူမလားတဲ့သူ့မှာဆန်နည်းနည်းပို့တယ်ပေါ့နော်အဲ့ဒါနဲ့ယူမှာဘောလို့ကျွန်တော်ဆန်ရဲ့စီရဲ့ရှိရင်ကျွန်တော်တို့ကရပြီလေအဓိကဗျာဟိုကျွန်တော်တို့ကအဓိကပေါ့နော်ကျွန်တော်တို့အခြေခံရိတ်ခါဆန်ရဲ့စီရဲ့စားရဲ့ပေါ့နော်အဲ့3မျိုးရှိရင်ကျွန်တော်တို့ကရတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ပေါ့နော်ကျွန်တော်ကိုနိုင်လဲကျွန်တော်တို့တွေပေါ့နော်စိုက်ထားတာရှိတယ်ချက်မောင်တို့ဘူးတို့ဘာလို့ဆိုတာတကယ်စားမကုန်အဲ့လိုမျိုးဆိုတော့အခါကျအဓိကတော့ဆန်ပေါ့နော်ဆန်ရဲ့စီရဲ့ရှိရင်ကျွန်တော်တို့ကစားလို့ရပြီလေအဲ့တော့အဲ့ကသူကိုနိုင်ကျွန်တော်ကိုဆန်လာပေးတာပေါ့နော်ဆန်အိတ်ကတလောက်လေးပေါ့နော်ဆန်အိတ်သေးလို့ပေါ့နော်ခွဲပြီးတော့ပေးတဲ့ပုံစံလေးတွေပေါ့နော်အဲ့လိုမျိုးတစ်ချက်ကျွန်တော်အကူညီပေးပါဘာလဲဆိုတော့အခုပေါ့နော်ကျွန်တော် live ကိုကြည့်နေတာ263ဦးပေါ့နော်ဒါကျွန်တော်ရဲ့မိဘတွေပေါ့နော်ဒါအချိန်ပေးပြီးတော့ကြည့်ပေးနေတာပေါ့နော်အဲ့တော့ဒီကျွန်တော်ရဲ့ဒီပေါ့ live ကို share ပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကွာဟုတ် share ပေးဖို့ကျွန်တော်မေတ္တာရက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအခုဒီနေ့ပြောမဲ့အရာကလည်းကျွန်တော်တို့ကြဆုံးသွားတဲ့လူငယ်တွေရဲ့အမည်တွေနဲ့ကျွန်တော်ပြောမှာအဲ့တော့ကျွန်တော်ရဲ့ live ကို share ပေးဖို့ပြီးတော့ဒီကြဆုံးသွားတဲ့ရဲဘော်လူငယ်တွေရဲ့မိဘတွေညီကျွန်တော်ကျင့်တတ်တယ်ဗျာကျွန်တော်ကျင့်တတ်တယ်သူတို့ရဲ့မိသားစုတွေသူတို့ရဲ့ဒါပေါ့နော်ဒီရုံးတစ်ခုလုံးမြင်ရတယ်ကျွန်တော်ကျင့်တတ်တယ်ကျွန်တော်တို့အာဇန်ဒီ9ဦးလည်းမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်နာမည်တွေနဲ့ပြီးတော့သူတို့ကြာဆုံးသွားတဲ့နေရာတွေကကျွန်တော်ပြောသွားမယ်ပြီးတော့အချို့တိုက်ပွဲမှာကြာသွားတာလဲဆိုတာတွေကပြောပြဒါကသမိုင်းဝင်ဒါကကျွန်တော်တို့အမှတ်ကုန်မှတ်ထားရမယ့်အရာဖြစ်လို့ကျွန်တော်ရဲ့ live ကို share ပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကူညီပေးမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဟုတ်မိုးရွာနေတယ်ဟုတ်မိုးကကြွာနေတာလုံးဝနေမထွက်ဘူးကျွန်တော်9ရက်တစ်ပတ်လောက်ရှိပြီနေလုံးဝမထွက်ဘူးအဲ့လိုမျိုးအခုကျမ်းမာပါစေဟုတ်ကဲ့ဗျထပ်တူကျမ်းမာပါစေဟိုကိုတန်းထုံးရေးထပ်တူကျမ်းမာပါစေကျွန်တော်ကတော့အမြဲတမ်းပေါ့နော်ဟိုကျွန်တော်ကို view site ပြီးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်တယ်ပြီးတော့ဟိုပြန်ပြီးတော့လည်းမိမိကျွန်တော် view site ဖို့လိုတယ်ကျွန်တော်တို့ဒီချိန်ဒီကာလမှာပေါ့နော်အခြားသောနိုင်ငံတွေကိုရောက်နေတဲ့သူတွေအကုန်လုံးကိုလည်းပဲ view site ပြီးဖို့ကျွန်တော်
ပြောလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟုတ်လားမိမိကိုယ်အိမ်ကိုယ်မြေကိုယ်နေရာပေါ့ဗျာငွေရမြေကိုစွန့်ပြီးတော့ဗောနော်အခြားသောနေရာတွေမှာစစ်ပေးရှောင်နေတဲ့သူတွေပြီးတော့အခြားသောနိုင်ငံတွေမှာသွားပြီးတော့ခစ်တာဗောနော်ဒါခိုးလုံနေရတဲ့သူတွေအားလုံးကိုလည်းကျွန်တော်ဘေးကင်းလုံခြုံဖို့ပြီးတော့ဒီကျမ်းမာရေးကောင်းမွန်စွာရှိနေဖို့ကျွန်တော်အမြဲတမ်းဆုတောင်းပါတယ်ကျွန်တော်မနေ့အိယာနိုးတာနဲ့လည်းကျွန်တော်ဆုတောင်းတယ်ပြီးတော့ကျွန်တော်ထမင်းစားတိုင်းလည်းကျွန်တော်ဆုတောင်းတယ်ပြီးတော့ညအိတ်ခံဒီလေးကျွန်တော်ဆုတောင်းတယ်ဗောနော်ဘာတော့